တ်နေတဲ့နွေရာသီကြီးမှာရုတ်တရက်မိုးရွာချလိုက်တော့အားလုံးပဲအိမ်မြပြီးနေတော့ကောင်းသွားကြတယ်မလားဒါပေမဲ့သတိထားပါဒီလိုရာသီဥတုရုတ်တရက်အပြောင်းအလဲကတင့်ကျမ်းမာရေးကိုအလွယ်တကူဒုက္ခပေးနိုင်ပါတယ်မင်္ဂလာပါကျမ်းမာရေးဘူးတုဒတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ The Moment Island ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့နွေမာရွာတဲ့မိုးနဲ့အတူပါလာနိုင်တဲ့ကျမ်းမာရေးအထည်တွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ပူရာကနေရုတ်တရက်အေးသွားတဲ့အခါမှာကျမတို့ရဲ့ခန္ဓာကိုယ်ကိုယ်ခံအားစနစ်ကချက်ချင်း adapt မလုပ်နိုင်ပါဘူးအဲ့ဒီအခါမှာအဖြစ်အများဆုံးကတော့အိမ်မိတာလေကြောင်းနာတာနဲ့နာသီတုပ်ကွေးဖြစ်တာပါပဲအထူးသဖြင့်ခလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေမှာပိုပြီးတော့ဗီရုစိုက်တယ်ပါတယ်မူးမိခဲ့ရင်လေဒီအတိုင်းမနေဘဲနဲ့ခန္ဓာကိုယ်ကိုချက်ချင်းပြန်တွေ့အောင်လုပ်ပေးဖို့ကအရေးကြီးပါတယ်တွေးလွန်တုပ်ကွေးနဲ့ဝမ်းရောဂါအန်တီရဲ့နောက်ထပ်အကြောင်းအရာဆုံးကတော့တွေးလွန်တုပ်ကွေးရောဂါပါဝီယာဒီမူးရွာတဲ့အတွက်ပတ်ဝန်းကျင်ကအမိုက်တွေပလတ်စတစ်ခွက်တွေထဲမှာရေတွေတင်ကျန်ခဲ့ပြီးချင်ကြားတွေအလွယ်တကူပေါက်ဖွားနိုင်ပါတယ်ဒါအပြင်ရာသီဥတုဆိုးဆိုးလာတာနဲ့အမျှရေကောင်းတွေလည်းများလာတတ်လို့အစားအသောက်ကိုရင်းလုံးအောင်ဖောက်အုပ်ထားဖို့နဲ့ကြက်အောင်ချက်ပြုတ်စားတော့ဖို့အရင်အထီးကြီးပါတယ်မဟုတ်ရင်ဝမ်းကျက်ဝမ်းလျှောယောဂါတွေဖြစ်လာနိုင်ပါတယ်ကားပွဲရဲ့နီးလက်မြအနေနဲ့ကတော့ရေချက်အင်းဒါမှမဟုတ်ရေနှွေးချက်များကိုတောက်တော့မှာအိမ်ပဝင်းကျင်မှာရေတင်နိုင်တဲ့နေရာတွေကိုရှင်းလင်းပြပါကိုခံအားကောင်းအောင်အသီးအနှံတွေစားပေးပါအပြင်သွားရင်ထီးနဲ့မိုးကာကိုအမြဲစားပါရာသီဥတုကဖောက်ပြန်နေတော့အားလုံးပဲကျန်းမာရေးကိုအထူးပြုစိုက်ကြပါနော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်ကျန်းမာရေးဘူးတူတာတွေကိုသိရှိရဖို့အတွက် The Moment Island YouTube channel လေးကို follow လုပ်ထားဖို့ဖိတ်ခေါ်ပါရစေအားလုံးပဲကျန်းမာရှင်လန်းကြပါစေနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်